ငလင်းလှုပ်ရခြင်းအကြောင်းရင်းကအတင်တို့သိပါသလားလွန်ခဲ့သောနှစ်ပေါင်းများစွာကချမ်းသာကြွယ်ဝပြီးပျော်ရွှင်ခြင်းမြင့်စွာနေထိုင်ကြသောရွာတရွာရှိခဲ့ဘူးသည်သူတို့တွင်စီးစိမ်ဥစ္စာများဥယျာဉ်များနှင့်လှပသောအိမ်များရှိခဲ့သောလည်းတဖြည်းဖြည်းနှင့်သူတို့သည်အလဟရှင်မြတ်ကိုမေ့လျော့လာကြသည်အဖြစ်များကသူတို့ကြားတွင်ပြန့်နှံ့လာသည်ဟောက်ပြက်မှုစီနာအတိုးယူခြင်းလောင်းကစားရီဘာစုလိန်ညာခြင်းလှည့်ဖျားခြင်းနှင့်မတရားပြုခြင်းမှုတို့သည်လူသိရှင်ကြားဖြစ်လာသည်အာနေသူများကိုနှိမ့်ဆက်ကြသည်မိဘမဲ့ကလေးများ၏အခွင့်အရေးကိုလူယူကြသည်စီရဲသာအတနာခံတန်ကိုလည်းညီသူမျှနားမထောင်ခဲ့ပြီးအလဟ်ရှင်မြတ်၏နဗီများကသူတို့ကိုဤလန်းစင်မှရက်တန့်ရန်အလဟ်ကိုကြောက်ရွံ့ပြီးကောင်းမြတ်သောလမ်းစဉ်ပေါ်သို့လာရန်အချိန်ချင်းရှင်းပြခဲ့သည်သို့သောသူတို့ကရေမောပြောင်မှောင်ကဒါရီကပုံမြင်တွေပဲငါတို့ဘာမှဖြစ်လာမှာမဟုတ်ဘူးဟုပြောဆိုခဲ့ကြသည်အကျင့်များအတိုင်းအစမဲ့များပြားလာသောအခါတနေ့တွင်မြေကြီးစတင်တုန်ခါလာသည်တောင်များပြိုလဲကြသည်နေရများပြိုကျပျက်စီးပြီးရွာသည်ခဏလေးတွင်အပြက်စီးပုံကြီးဖြစ်သွားသည်ဤငလင့်သည်သူတို့အတွက်အလဟ်အရှင်မြတ်၏အမျက်တော်သာကြည်တံဖြစ်ခဲ့သည်တန်ရှင်းသောကိုအံကျမ်းတော်တွင်ဤတို့ပါရှိသည်သူတို့သည်မိမိတို့အပေါ်၌ညအခါဖြစ်စေနေ့အခါဖြစ်စေအလဟ်၏အပြစ်ဒဏ်ဆင်းသက်လာမည့်အရေးကိုစိုးရိမ်ခြင်းမရှိဘဲနေကြပါသလောအလ္လာဟ်၏တမန်တော်ကမိန့်တော်မူသည်ညီတိလူမျိုးစုတွင်မဆိုအရှက်အကြောက်ကင်းမဲ့မှုနှင့်မတရားမှုများပြန့်နှံ့လာသောအခါနဏိများနှင့်ဘေးအန္တရာယ်များတိုးပွားလာကြ၏မဒီနာမြို့တွင်လည်းတစ်ကြိမ်နှလင်းလှုပ်ခဲ့ဘူးသည်ဟဇရတ်ဥမာယာရီယလာဟုအလ္လာဟ်ရှင်မြတ်နှစ်သက်တော်မူပါစေမတက်ရက်ပြီးမိန့်တော်မူခဲ့သည်ဟိုလူအပေါင်းတို့ဒါဟာအသင်တို့ရဲ့အဖြစ်တွေကြောင့်ရောက်လာတာပဲအသင်တို့ကိုပြန်မလဲဘူးဆိုရင်ငါမင်းတို့နဲ့အတူရှိနေတော့မှာမဟုတ်ဘူးဒီစကားကိုကြားတဲ့အခါလူတွေကြောက်ရွံ့သွားပြီးအားလုံးကနောင်တရပြီးရယူခဲ့ကြသည်မိတ်ဆွေနှင်းဆိုသည်မှာတဘာဝဘေးအနေနဲ့တခုတည်းမဟုတ်ပါဘူးဒါဟာအလ္လာဟ်ဘက်ကပေးပို့တဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒါဟာအလ္လာဟ်ဘက်ကပေးပို့တဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အလ္လာဟ်ရှင်မြတ်ထံပြန်လည်စည်းကပ်ဖို့အတွက်ကျွန်တော်တို့ကိုနိုးထလာအောင်လာရောက်ခြင်းဖြစ်ပါသည်မမေ့ပါနဲ့ကျွန်တော်တင်ထားတဲ့ဗီဒီယိုလေးကို like page share လုပ်ဖို့မလွတ်သွားနဲ့နော်နောက်ထပ်ပုံမအားရစရာတွေအံ့ဩစရာဗီဒီယိုတွေနဲ့တင်ဖို့ရှိနေပြီးအသင်းတို့အကြောင်းအရာနဲ့အားပေးမှုကကျွန်တော်အတွက်စွမ်းရည်မြစ်ပါ